ကျေးတော်ရှင်ဆရာတော်ရှင်သူမြတ်ကြီးဗျာယနေ့ညသာသနာတော်နှစ်2565နှစ်ကောဇာတက္ကရာ1383ခုနှစ်တပေါင်းလဆန်း2ရက်ခရစ်နှစ်2022ခုနှစ်မတ်လ3ရက်ကြာသပတေးနေ့ညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောကျေးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးနှင့်မိခင်ကြီးဒေါ်ကျင်အေးတို့အားဥထိတ်ထားလျက်ဦးအောင်မြတ် Mother Group of Company မွေးနေ့အထိမ်းအမှတ်ဖြင့် Mother Mandalay Training and Construction Company Limited မိသားစုတို့၏စီရင်ကျင်းပပြုလုပ်အပ်သော online ဓမ္မသဘင်နှင့်ဆက်လျင်၍ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားချီးမြှင့်ပေးသနာတော်မူပါယံ။ဒါ၍တော့ခြေတော်ဆုံးငှား၍ယုတိစွာလျှောက်တာအပ်ပါသည်ဗျာ။သာသနာတော်နှစ်2565နှစ်ကောဇာတက္ကရာ1383ခုနှစ်တပေါင်းလဆန်း2ရက်2022ခုနှစ်ပလ3ရက်ကြာသပတေးနေ့၌အွန်လိုင်းမှာဟောကြားအပ်သောပရိမလုံးချင်သူတေမိကုမာရအကြောင်းတရားဒေသနာတော်တန်တရားနဲ့နိဗ္ဗာန်အကြောင်းဟောလို့ပြီးတော့ဒီနေ့ဇတ်တော်ကြီးဆက်ဝဲတဲ့ကပထမဆုံးမူကပက္ခကိုမူကပက္ခဆက်ညမပြေမှာတော့တေမိယဇတ်လို့လည်းသိကြတယ်အဲဒီဇတ်ကိုအပိုင်းပိုင်းပြီးတော့နေစားပြီးတော့ဟောပြီးဒီဇတ်မှာမတ္တဝေရတွေများစွာရှိလို့လောကမှာလူဘဝမှာကြုံတွေ့ရတဲ့အခြေအနေတွေဘဝနဲ့နှိစက်တဲ့ဖြစ်ပျက်တွေအကြောင်းကိုသိရှိနားလည်ဖို့အတွက်ရှင်ဘရင်မလုံးချင်သူတေမိယကုမာရဒီဇာလန်လေးကိုစပြီးတော့ပြောကြရအောင်ကာတိတိုင်းဒီကနေ့လည်းကာတိလို့ပဲခေါ်ပါတယ်အိန္ဒိယနိုင်ငံမှာသူတို့အတန်တွဲနဲ့ကြတော့ကာရှိလို့ခေါ်တယ်ဒီနေ့လည်းရှိတာပဲအဲဒီမှာကာတိတိုင်းဆိုနော်အဲဒီကာတိတိုင်းပါရဏသီပြည်ကာတိဘုရင်ကထိနန်းအုပ်ချုပ်မင်းလုပ်ပြီးတော့နေတယ်အိန္ဒိယခေါ်မဲ့ဆိုရင်မဟာရာဇာလို့ခေါ်တယ်မဟာရာဇာဆိုပြီးတော့အခုပါရဏသီမဟာရာဇာခုလည်းရှိတာပဲသူတို့စီမှာအင်္ဂလိပ်လက်ထက်ကဒေသအသီးသီးမှာသူနေရာနဲ့သူအုပ်စိုးတာဗမာပြည်လိုပေါ့အင်းဝါကတမင်းအသာဝရိယတမင်းဒီလိုခွဲပြီးတော့အုပ်စိုးတယ်လို့ပဲအိန္ဒိယနိုင်ငံမှာလည်းပဲတရားတစ်ပါးသောမင်းနေဆိုတာအိန္ဒိယနိုင်ငံကိုပြောတာပဲဗမာပြည်ပါရမဟုတ်ဘူးတရားတစ်ပါးသောမင်းဆိုတာအိန္ဒိယနိုင်ငံမင်းနေသူတို့နိုင်ငံမှာခဏထိအောင်မဟာရာဇာလို့ပဲခေါ်တယ်မဟာရာဇာဆိုအဲဒီကာတိတိုင်းကကာတိဘုရင်အုပ်ချုပ်နေတဲ့အချိန်ပေါ့အဲဒီကာတိဘုရင်ရဲ့စန္ဒာတေဝီဆိုတဲ့မိဖုရားကသားတော်လေးတစ်ပါးထွန်းကားလာတယ်မိဖုရားမောင်မမိတ်တန်16,000ရှိတဲ့ထဲကဒီစန္ဒတေဝီမိဖုရားကပဲသားလေးရလာတဲ့အခါကျတော့တက်ပြေအုပ်ချုပ်တဲ့မင်းတွေမှာသားမထွန်းကားလို့ရှိရင်လည်းမကြိုက်ကြဘူးများလုံးအားကြီးပြန်တော့လေပြဿနာတက်တယ်မင်းတို့မင်းမှာဆိုရင်မင်းသားတွေများနေလို့ပြဿနာတက်တယ်လေအသာသမီးမထွန်းကားတဲ့ဘုရင်တွေကြတော့လေ
တိုင်းပြည်မွေဆက်ခံမဲ့ပုဂ္ဂိုလ်အတွက်လူရစိတ်ပူကြပြန်တယ်အဲ့တော့ကံကောင်းပြီးတော့စန္ဒဒေဝီမိဖုရားကသားတော်လေးတစ်ပါးမွေးဖွားလိုက်တယ်တိုင်းပြည်ရဲ့အနာဂတ်အတွက်စိတ်ပူနေကြတဲ့ကာတိပိယရောဘုမပရိသတ်တွေကရောစိတ်နှလုံးအေးချမ်းပြီးဝမ်းသာအားရဖြစ်ကြတယ်ထိနှံအမွေဆက်ခံမဲ့မင်းသားလေးတစ်ပါးရပြီဆိုတော့ကြည်နူးဝမ်းသာကြတော့သူတို့ရဲ့စိတ်နှလုံးဟာပီတိနဲ့ဆွဖြန်းထားသလိုလန်းဆန်းကြတဲ့အတွက်တေမိယကုမာရလို့နာမည်ပေးတယ်တေမိယဆိုတာဆွတ်ဆိုစေတယ်၆ကပ်ပြီးတော့မနေဘူးဒီမင်းသားလေးမွေးလိုက်တဲ့အခါပို့ပြီးတော့စိုးပြေးလာတယ်လို့ဆိုလို့တယ်ပေါ့နော်ရှေးဆိုတာကိုလည်းတေမိယလို့ခေါ်တာအဲ့ဒါကြောင့်မို့လို့နှလုံးသားတွေဟာ၆ကပ်မနေဘဲနဲ့စိုးပြေးမှုကိုဖြစ်စေတတ်သောကြောင့်ဒီမင်းသားလေးကိုတေမိယကုမာရလို့နာမည်ပေးတာမွေးတာအကောင်းပါပဲကျန်ရင်ကလက္ခဏာနဲ့ပြည့်စုံတဲ့မင်းသားလေးမွေးတာဆိုတော့တတိုင်းလုံးတစ်ပြည်လုံးဝမ်းမြောက်ဝမ်းသာဖြစ်ကြတယ်တလသားအရွယ်ရောက်တဲ့အခါကျတော့သားတော်လေးကိုအဝတ်တန်းစာလှလှပပလေးဆင်းပြီးတော့မိဖုရားကြီးကဘုရင်စံမြန်နဲ့နန်းတော်ကိုသွားပြီးဒီသားလေးကိုဘုရင်စီပို့ထားတယ်တလသားဆိုတော့ဘုရင်ခြီးဖို့ရအတွက်ပို့လိုက်တာပေါ့နော်အဲ့ဒီမှာဘုရင်ကခြီးပွေ့ပြီးတော့ထားတဲ့အချိန်မှာတိုင်းရေးပြည်ကိစ္စစီမံစရာတစ်ခုပေါ်လာတယ်ဘုရင်ဓမ္မတော်တွေကရှားစောသား၄ယောက်ကိုခေါ်လာတယ်ရှားစောသား၄ယောက်ပြစ်မှုကျူးလွန်တဲ့ရာဇဝတ်သား၄ယောက်ဘာတွေကျူးလွန်มาတယ်လို့ဆိုဘုရင်ကြီးတန်တော်ဦးတင်တဲ့အခါဘုရင်ရဲ့အဆုံးဖြတ်ကိုလာခံကြအဲ့ဒီမှာရှားစောသား၄ယောက်ကိုဘုရင်ကအသီးသီးသူတို့ပြစ်မှုအလိုက်အမိန့်ချတယ်အေးဒီပထမလူတယောက်ကိုတော့ဆူးရှိတဲ့ကြိမ်လုံးနဲ့အချက်1000ရိုက်ပြစ်ဒဏ်ပေးတာကြိမ်ဒဏ်ပေးတယ်ဆိုတာဒီကနေ့ခေတ်မှာတောင်မှပဲအင်ဒိုနီးရှားတို့မလေးရှားတို့စင်ကာပူတို့မှာရှိသေးတယ်ဒီနေ့ထိနော်ကြိမ်ဒဏ်ပေးတယ်ဆိုတာကိုရီးယားတွေမှာလည်းရှိပုံရတယ်အဲ့ဒီမှာဒီမှာဆူးကကြည်ဒီကြိမ်လုံးကအဲ့ဒီဘုရင်လေးလက်ထက်ကဆူးရှိသောကြိမ်လုံးဆိုတော့ဘယ်လောက်နာလိုက်မလဲစဉ်းစားကြည့်ပေါ့နော်ကြိမ်ကဆူးပါရလားသို့မဟုတ်ကြိမ်တို့ကိုဆူးလေးတွေတတ်ထားတဲ့ကြိမ်လုံးဖြစ်အချွန်လေးတွေတတ်ထားတဲ့ကြိမ်လုံးနဲ့ဆူးရှိသောကြိမ်လုံးဖြင့်အချက်1000ရိုက်ဖို့အမိန့်ချတယ်နောက်ဒုတိယရာဇဝတ်သားကိုတော့တန်ချေချင်းခတ်ပြီးထောင်ထဲသွင်းထားလိုက်သူတို့မိန့်ချတယ်တတိယရာဇဝတ်သားကြတော့သူတို့ကိုလုံးလှမ်းနဲ့ထိုးဖို့အမိန့်ချတယ်စတုတ္ထရာဇဝတ်သားတော့ကားစဉ်တင်ထားဖို့အမိန့်ချလိုက်တယ်အဲ့တော့သူတို့ပြစ်မှုအားလျော်စွာဘုရင်ကချက်ချင်းစီရင်ချက်ချလိုက်တာရာဇဝတ်သား၄ယောက်ကိုအဲ့လိုစီရင်ချက်ချတဲ့ဟာကိုကြားရတော့ဒီမင်းသားလေးကစကားမပြောတတ်ပေမဲ့သူကဒါလေးကြားလိုက်တော့သူကအတော်ကိုစိတ်ထဲမှာကြောက်ရွံ့တုန်လှုပ်သွားတယ်ကြောက်ရွံ့တုန်လှုပ်သွားပြီးတော့ငါအဖေကငရဲကြမဲ့အလုပ်တွေလုပ်နေပါလားဆိုပြီးတော့သူဟာအတော်ကိုကြောက်ရွံ့တုန်လှုပ်သွားတယ်အဲ့ဒီရှားစောသားတွေကို
ပြစ်မှုတွေချနေတာကြတော့အဲ့ဒါနဲ့စိတ်ထဲမှာအလုံးတုံလို့ခြောက်ချပြီးတော့ဒီစိတ်ကအတော်ဆွဲလန်းသွားတယ်မင်းသားလေးမှာနောက်တစ်ရက်ကျတော့မင်းသားလေးကိုထီးပြူအောက်ကသူ့အိယာလေးပေါ်မှာတိတ်ထားပြီးဘောထီးပြူတွေမို့ထားကြတယ်ပေါ့အဲ့ဒီလိုတိတ်ထားတဲ့အချိန်လေးမှာနိုးလာတဲ့အခါမျက်လုံးဖွင့်ကြည့်အပေါ်ထီးပြူတို့ခန္ဓာကြည့်ကြတဲ့အိယာမင်းစိုးရာသာအိမ်ကိုမြင်ရတဲ့အခါမှာသူစိတ်ထဲမှာမပြောဘူးဒီထီးပြူတို့နန်းဆန်နေတဲ့အသွင်ပြည့်နေဒါတွေကိုကြည့်တဲ့အခါမှာသူစိတ်ထဲမှာသူမပြောဘူးငါဘာလို့ဒီလိုဓမြအိမ်ဘယ်ဘွားအများငါဓမြအိမ်ကိုရောက်လာတာပါလဲစောရခေဟိဘယ်နန်းတော်ကိုဒီဓမြကြီးအိမ်ငါဘာလို့ဒီရောက်လာတာပါလဲလို့ဒါတန်ဝေကညာဆိုတာဆက်ဆက်မှုကတော့ရှိတယ်သူကဒီလူဆိုးကောင်းဆောင်ကြီးအိမ်ကိုငါဘယ်လိုလုပ်ပြီးဘယ်ဘဝအများရောက်လာတာတော့လို့တွေးလိုက်တဲ့အခါမှာစာဒိဋ္ဌရဉာဏ်ရသွားတယ်လူဆိုတာတခါတလေကြရင်ဟိုချက်ချင်းကြီးသိတာမဟုတ်ပဲနဲ့အဲ့လိုဆက်ဆက်ပြီးတွေးအင်းကနေပြီးတော့ဘဝဟောင်းကိုပြန်သိသွားအဲ့ဒါကိုစာဒိဋ္ဌရဉာဏ်လို့ခေါ်တယ်စာတိဆိုတာဖြစ်ခဲ့တဲ့ဘဝကိုတရပြန်လေအောင်မေးတဲ့ဉာဏ်ပြန်လေအောင်မေးတယ်အဲ့ဒီဉာဏ်ကပေါ်လာခဲ့တယ်ဘာလို့လဲဆိုထီးပြူနဲ့ဒီလိုခန်းခန်းနာနာသူကနေခဲ့ဘူးတာကိုနေခဲ့ဘူးတော့ဒါတွေကြည့်ပြီးတော့ငါတိတ်တုံးကလည်းဒီလိုနေခဲ့ဘူးပါတယ်ဒီအိမ်လိုဟာမျိုးငါဘာလို့ရောက်လာတာပါလဲဘာကြောင့်ဒီနေရာပြန်ရောက်လာတာပါလဲဆိုပြီးတော့စာဒိဋ္ဌရဉာဏ်ရပြီးတော့ပြန်ကြည့်လိုက်တဲ့အခါမှာသူကအဲ့ဒီဗာရဏသီပြည်မှာပဲနှစ်ပေါင်း20မင်းလုပ်ခဲ့ဘူးတဲ့အရင်ဘဝတွေတော့တခုသောဘဝမှာမင်းလုပ်ခဲ့တယ်နှစ်ပေါင်း20အုပ်ဆိုးခဲ့ပြီးနှစ်ပေါင်း8000ဥရဒငရဲမှာငရဲခံခဲ့ရတယ်ဥဒ္ဒထငရဲမှာငရဲခံရှင်မင်းဆိုရမျိုးကတမှုဖြတ်မှုနဲ့ပြည့်တံပေးရတာတွေလုံနေရတာဆိုတော့အပြစ်မကင်းဘူးပေါ့နော်အဲ့လိုရာဇဝတ်သားတွေကိုပစ္စည်းဥစ္စာသိမ်းတာတို့တတ်တာဖြတ်တာတို့ခြေဖြတ်လက်ဖြတ်ဖြတ်တာတို့ဒီလိုရာဇဝတ်ပြစ်မှုအလိုက်စီမံချက်ချတာတွေဆိုတော့သူ့ကြောင့်မို့လို့လူတွေသိရတာလည်းမနေဘူးပေါ့တပြည့်အုပ်ချုပ်တဲ့မင်းဆိုတော့တရားသဖြင့်အုပ်ချုပ်တဲ့မင်းသာလင်ကောင်းရသူတည်းရောက်နိုင်တယ်အဲ့လိုတတ်ချင်းဖြတ်ချင်းနဲ့အုပ်ဆိုးတဲ့မင်းမျိုးဆိုရင်ကတော့ငရဲကြနိုင်တာပေါ့သူလှုပ်တဲ့လှုပ်တွေကလည်းကောင်းတဲ့လှုပ်မှမဟုတ်ဘူးစကြဝဠာမင်းတို့လိုငါးပါးသီလနဲ့အုပ်ချုပ်တဲ့ဘုရင်မျိုးလူဆိုးသခိုးအမတမနေတဲ့ခေတ်မျိုးမှာဘုရင်လှုပ်တဲ့ပုဂ္ဂိုလ်တွေကတော့ကောင်းသူတိပုံရောက်တယ်စကြဝဠာမင်းခေတ်ဆိုလူတွေကလည်းကောင်းတယ်ဘုရင်ကလည်းကောင်းတယ်ဥပဒေတွေများများမရှိဘူးငါးမျိုးတည်းပဲသူများသက်မတတ်ကြနဲ့သူများဥစ္စာမတရားမယူကြနဲ့သူတော်ဘာသာမယာမပြစ်မှားကြနဲ့လိမ့်လေလှီးပြားပြီးမပြောကြနဲ့သိရဲ့မတော့ကြနဲ့လို့ဒီငါးမျိုးပဲလဲပြီးတော့သတိပေးပြီးအုပ်ချုပ်တာတရားသဖြင့်အုပ်ချုပ်တာဆင်းရဲတဲ့လူတွေကိုထောက်ပံ့တယ်တိုင်းပြည်အတွင်းမှာမတရားမှုတွေမဖြစ်အောင်ထိမ့်သိမ်းပေးတယ်အဲ့လိုနီးတွေနဲ့အုပ်ချုပ်တဲ့ဘုရင်တွေကတော့ကောင်းသူတိပုံရောက်တယ်အဲ့လိုမဟုတ်ဘဲနဲ့ရာဇဝတ်သားတွေနဲ့ပြစ်မှုတွေကိုခုလိုစီမံချက်တွေချတယ်ကျိန်တန်ချတယ်လှန်နဲ့ထိုးတယ်ကားစဉ်တင်တယ်ခေါင်းဖြတ်သတ်စေလို့မိတ်ပေးတယ်အဲ့လိုပြစ်ဒဏ်တွေချတဲ့ဘုရင်ဘဝမှာဒီကာတိတိုင်းမှာပဲဒီဗာရဏသီပြည်မှာပဲ
လွန်ခဲ့တဲ့ဘဝတွေတုန်းကနှစ်ပေါင်း20သူကဘယင်လောက်ခဲ့တာအဲ့ဒါကောင်းတဲ့သွားပေါ်တာပြန်သတိရတာအဲ့ဒီကနေဆက်တွေးလိုက်တဲ့ကဘယင်လုံးပြီးသေးတော့ဘယ်ရောက်တော့ဆိုရင်ငရဲကြီးရှစ်တက်နာကဥဒ္ဒရငရဲမှာသွားပြီးတော့အနှစ်8000နဲ့ငရဲခံရတယ်ဒီပြစ်မှုတွေကိုပြန်ခံရတယ်လို့ဆိုတော့အဲ့ဒါလို့ဘဝခရီးဖြတ်သန်းခဲ့တဲ့သူကြောက်ရွံ့နဲ့သူမဖြစ်ချင်တဲ့ဒီလူဆိုးသခိုးရဲ့အိမ်ကိုသူဘယ်လိုလုပ်ပြီးရောက်လာတာတော့လို့ဆိုပြီးတော့တွေးတောပြီးတော့စိတ်ထဲမှာအမှန်တမ်းထိကြိုက်တယ်အဲ့ဒါတွေတွေးပြီးတော့သိတ်ကိုကြောက်သွားတယ်သူကဘယ်နည်းနဲ့ငါလွတ်မြောက်အောင်လုပ်ရပါမလဲလို့အကြံထုတ်နေတာတလားသားပဲရှိသေးတာအဲ့ဒီချိန်မှာနော်စိတ်ထဲမှာသူစိတ်ထဲမှာအဲ့လိုဖြစ်အဲ့လိုစိတ်ထဲကကြံတွေးနေတဲ့အခါမှာသူ့ပေါ်မိုးထားတဲ့ TV မှာစောင်းတဲ့နတ်သမီးအဲ့ဒီ TV စောင်းနတ်သမီးကနေပြီးတော့သူကမလှမ်းမကမ်းဘဝတွေမှာအမေတော်ခဲ့ဘူးတယ်အမေတော်ခဲ့ဘူးတယ်ဆိုတော့တန်ရောစဉ်ရှိတယ်ပေါ့နော်ဒီမင်းသားလေးဟာမျက်နှာပြက်ပြီးတော့စိတ်နှလုံးညှိုးနွမ်းနေတာကိုသိတယ်သိတဲ့အခါမှာသူဘာကြောင့်ဒီလိုဖြစ်တာတော့ဆိုတာဒီအိမ်ကိုသူလူလာဖြစ်လို့စိတ်တွေကမကြေမနပ်ဖြစ်တယ်ဆိုတာကိုသိတော့ဘယ်လိုလုပ်ပြီးလွတ်ရမလဲလို့ဆိုတာကိုနတ်သမီးကအကြံပေးတယ်တဲ့သူဒီလိုအိမ်မျိုးကလွတ်တဲ့နည်းရှိပါတယ်ဆိုပြီးသူ့ကိုအာဘိစကားပြောတာဘာပြောတော့ဆိုမာပန္နိစေယဝိဘဝေယမင်းတသိလိမ္မာအကြောင်းကိုဘယ်သူမှမပြနဲ့တဲ့ငါသားမင်းတသိလိမ္မာအကြောင်းကိုဘယ်သူမှမပြနဲ့မင်းအသိဉာဏ်ရှိတယ် bright ဖြစ်တယ်ဆိုတာဘယ်သူမှမသိစေနဲ့ဆိုလိုတာစွန့်အောင်အားအောင်နာမကြရအောင်ဆောင်းထားနော်စွန့်အားနာမကြစွန့်တယ်ဆိုတာမသွားနိုင်မလားနိုင်မတန်ဆွမ်းပေါ့အားတယ်ဆိုတာတကယ်မပြောနိုင်တာနာမကြတာတော့ပဋိရလို့ခေါ်တယ်အတမကြတာအဲ့ဒီစွန့်အားနာမကြရအောင်ဆောင်းနေလိုက်မာပန္နိစေယဝိဘဝေယမင်းတသိလိမ္မာတဲ့အနေထားမျိုးကိုဘယ်သူမှမပြနဲ့ဘာလကောပဝသဗ္ဗပါဏိနာအလုံးထဲမှာမင်းဟာဘာမှမသိမလိမ္မာတဲ့လဘိန်းတုံးအောင်ဆောင်းနေလိုက်သဗ္ဗေတံစနောသဗ္ဗောစနောသဗ္ဗောတံစနောဩစိနာတုငါသားအဲ့လိုနေပဲဆိုရင်မင်းကိုကြက်တည်းမရှိတဲ့လူဆွမ်းအားနာမကြမင်္ဂလာမရှိဘူးဆိုပြီးတော့မင်းကိုတောကိုမောင်းထုတ်ကြလိုက်မယ်စွန့်ပစ်ကြလိုက်မယ်ဧဝံတဝအထောဘိတတိအဲ့ဒါဆိုရင်တော့မင်းဒီကလွတ်မြောက်ဖို့နိလန့်ရတယ်လို့ဆိုအနန္တမီးကအကြံပေးလိုက်တာလို့မင်းဒီကနေလွတ်မြောက်ခြင်းတော့မင်း bright ဖြစ်တာတွေကိုမသိစေနဲ့အဲ့တော့ဆွမ်းကြအောင်အားကြအောင်နာမကြအောင်ဆောင်းနေအဲ့ဒါသာလို့ဆိုတော့ဒီကလေးလေးကနတ်သမီးကအကြံပေးတာကိုသူဝမ်းမြောက်ဝမ်းသာကျိုးဆိုလိုက်တယ်ကရောမိတေတံဝဆနံယမံဘနတိတေဝတေနတ်သမီးစေနတ်သမီးပြောတဲ့အတိုင်းလိုက်နာပါမယ်အထကာမဟိမေအမ
ပဲတော့ဟာကျွန်ုပ်ရဲ့အကျိုးစီးပွားကိုလိုလားသူဖြစ်ပါတယ်ဟိတကာမတိတေဝတိရှင်နတ်သမီးဟာကျွန်ုပ်ရဲ့အကျိုးစီးပွားကိုလိုလားသူပဲဖြစ်ပါတယ်သူပြောတဲ့အတိုင်းလိုက်နာပါမယ်လို့ဆိုအဋိဋ္ဌံလိုက်တယ်အဲ့ဒီချိန်မှာဒီကလေးငယ်လေးကဘလို့အဋိဋ္ဌံလိုက်တော့ဆိုဒီနေ့ကနေစပြီးတော့မတန်ဆွမ်းတဲ့ပုဂ္ဂိုလ်လိုနေမယ်ခြေလက်တွေမလှုပ်ဘူးမတန်ဆွမ်းတဲ့ပုဂ္ဂိုလ်လိုနေမယ်ဆွမ်းအားနေတဲ့ပုဂ္ဂိုလ်လိုနေတဲ့ပုဂ္ဂိုလ်လိုနေမယ်နားမကြားကြအောင်ဆောင်းနေမယ်ဒီ၃ချက်ကိုအဋိဋ္ဌံလိုက်တယ်သူဟာဘယ်တော့မှဒီတန်ဆွမ်းတဲ့ပုဂ္ဂိုလ်ဆိုတာမဖြစ်เสียရဘူးမသိเสียရဘူးသူတန်ဆွမ်းတယ်ဆိုတာမသိเสียရဘူးသူနားကြားတယ်ဆိုတာမသိเสียရဘူးသူစကားပြောတတ်တယ်ဆိုတာလည်းမသိเสียရဘူးအလုံးဝစီဘိတ်ကျင့်တာပေါ့နော်ဝစီဘိတ်တွေမကဘူးသူကကိုယ်လည်းလှုပ်ရှားမှုရောပါရောအကုန်လုံးဆွမ်းအားနားမကြားဒီအကျင့်ကိုကျင့်လိုက်တာဒိဋ္ဌံပြီးတော့သူကတနေ့သားအရွယ်မှပဲအဲ့ဒီချိန်မှာလာအရွယ်လောက်ကစပြီးတော့သူဒီတိုင်းနေလိုက်တာအဲ့တော့ဒီမင်းသားလေးမွေးဖွားလာတဲ့အခါမှာအမတ်900ရဲ့အိမ်မှာလည်းပဲအသီးသီးအမတ်ဒီမှာသားလေးတွေမွေးတယ်တပြိုင်နဲ့မွေးဖွားလာတာ900ရှိတယ်ဘုရင်ကြီးကမင်းသားလေးဖော်ရအောင်ဆိုပြီးတော့အမတ်သား900ကိုလည်းပဲအဝတ်တစားတွေပေးပြီးတော့နန်းတော်ခေါ်ထားတယ်ဒီကလေးတွေအားလုံးကိုပဲနန်းတော်မှာကျွေးမွေးဆောင်ရှောက်ထားတယ်မင်းသားလေးမပြင်းရအောင်ဆိုပြီးတော့ရွယ်သူကလေးတွေကိုအကုန်လုံးနန်းတော်မှာစုထားလိုက်စားတူသွားတူလာတူတကယ်ချင်းပေါင်းသင်းနေနဲ့ပျော်ရအောင်လို့ဆိုပြီးတော့နန်းတော်ထဲမှာဒီကလေးတွေကိုထားတယ်လူဒိန်းနေနဲ့အထိန်တော်တွေနဲ့မပြင်းရအောင်အဲ့လိုစီမံပေးထားတယ်ပေါ့နော်အဲ့ဒီကလေးလေးကိုဒီစောင့်ကြည့်နေတဲ့အချိန်မှာခါတိုင်းကလေးတွေကနှိုးစာလို့ငိုကြတာတို့သူကြည့်ရင်ငိုလည်းမငိုဘူးအဲ့ရက်ကစားပြီးငိုလည်းမငိုထားတဲ့အတိုင်းပဲလှုပ်လည်းမလှုပ်ဘူးငိုလည်းမငိုဘူးလှုပ်လည်းမလှုပ်ဘူးဘေးကအတန်လေးကြားလဲသူကကြည့်လည်းမကြည့်ဘူးလှဲ့လေတော့ပုံစံကသူကနားမကြားဘူးနော်စကားမပြောတတ်ဘူးမတန်ဆွမ်းမှုဆိုတဲ့အနေအထားမျိုးတိုင်းသူကနေတယ်ခြားထားတဲ့နေရာပဲနေတယ်တနေ့ကုန်နှုံးမတိုက်ပဲထားလဲပဲနှုတ်စားတယ်လို့မဟုတ်ကျန်တဲ့ကလေးတွေကငိုကြတယ်အော်ကြတယ်တောင်းကြတယ်ငိုရကြတယ်ဒီမင်းသားတွေကငိုတယ်လို့ကိုမရှိဘူးထားတဲ့အတိုင်းနေတော့သို့တော့သူ့ကိုအကဲခတ်နေကြတော့ကြည့်တဲ့ပုဂ္ဂိုလ်တွေကဒါမတန်ဆွမ်းလည်းမဟုတ်ဘူးလက်တွေခြေတွေကြည့်မတန်ဆွမ်းတဲ့လည်းမဟုတ်ဘူးဆွမ်းအားနာမကြတဲ့အနေအထားမျိုးလည်းမရှိဘူးပေါ့နာမကြတဲ့အနေအထားလည်းမရှိဘူးအကုန်လုံးဟာပုံပန်းတဏ္ဍာကအကုန်ကောင်းနေတဲ့ပုံကြီးပဲဘာကြောင့်မလဲဆိုပြီးတော့စဉ်းစားရကြဒီကလေးလေးကထားတဲ့အတိုင်းပဲဒီမင်းသားလေးကနေတော့ဒါနဲ့အမတ်တွေကအကြံပေးတယ်နှုတ်ဖြတ်ကြည့်ပါသူစာရင်မကစာလို့ရှိရင်တော့ငိုမှာပဲအဲ့နှုတ်ဖြတ်ကြည့်မယ်ဆိုရင်တရလောက်နှုတ်မတက်ပဲထားတယ်ကျန်တဲ့ကလေးတွေနဲ့တူတူပဲနှုတ်မတက်ပဲထားတယ်ကျန်တဲ့အကောင်တွေကတော့ငိုလိုက်ကြတာတနန်းတော်လုံးစူးညံ့တယ်သူ့ကြည့်တော့ဒီတိုင်းပဲနှုတ်မတက်ပဲထားလဲဒီတိုင်းပဲတရမတက်နောက်ရက်တွေလဲအဲ့လိုစမ်းတတ်တယ်စမ်းတတ်ကြည့်တော့သူကတော့အချိန်ကြီးမပြတ်ဘူးအချိန်ကြီးမပြတ်ဘူးအဲ့လိုပဲနေတော့
အမျိုးမျိုးစမ်းလိုက်တာတနှစ်သားအရွယ်မှာနိုးမတိုက်ဖက်နဲ့ပြစ်ထားတာ ਨੇ အရင်စပြီးတော့စမ်းလိုက်တယ်ပေါ့နော်စမ်းလိုက်တော့ဘလို့မှသူ့ရဲ့အခြေအနေတွေကပေါ်ပြီးတော့မလာဘူးပေါ်မလာဘူးတခြားကလေးတွေကတော့ငိုကြအော်ကြဟစ်ကြနဲ့နေကြတယ်အဲ့ဒါနဲ့လာသားအရွယ်ကနေတဖြည်းဖြည်းတစ်နှစ်သားအရွယ်ရောက်လာခဲ့တာပေါ့စံတက်ခံရတယ်တရချာနိုးတိုက်တယ်နိုးမိဘကပဲမနေနိုင်လို့အထိန်တော်တွေကမနိုးနိုင်လို့နိုးတိုက်ချိန်တန်းနေပြီသူကမတောင်းလည်းပဲတနာရနဲ့သွားတိုင်လိုက်ကြတယ်အဲ့ဒါလိုနဲ့တစ်နှစ်သားဘဝရောက်သွားတာသူကတစ်နှစ်သားဘဝရောက်ပြီးတော့အမတ်တွေနဲ့တခါစီဝေးကြတယ်ဒီကလေးဟာကြည့်ရတာစောနာမကြလည်းမဟုတ်ဘူးသူ့ရဲ့ခြေတွေလက်တွေကြည့်ရတာအဲ့ဒါပုံမှန်ပဲဘာကြောင့်များဒီလိုဖြစ်ပါလဲလို့အမတ်တွေကဘုရင်ကြီးကိုတန်တော်တင်ကြပြန်တယ်တနှစ်သားအရွယ်ရောက်လာခဲ့ပြီတနှစ်သားကလေးတွေကဘာကြိုက်တတ်တုံးဆိုမုံပဲသေးစားကြိုက်တတ်တယ်သူတို့ကမုံကလေးတွေချိုချင်းလေးတွေအဲ့လိုဟာတွေမုံပဲသေးစားတွေကြိုက်တတ်ဒါနဲ့ဒီကလေးကိုမုံပဲသေးစားနဲ့စမ်းမယ်နော်ပထမနိုးမတိုက်ပဲနဲ့စမ်းတယ်နောက်တနေ့သားအရွယ်ရောက်တဲ့အခါကျတော့စားဝဲတော့ဝဲမုံမျိုးစုံနဲ့သူ့စမ်းတယ်ကျန်တဲ့ကလေးတွေရောအကုန်လုံးမုံမျိုးစုံထားပြီးတော့မုံတွေကိုစားဖို့ကလေးတွေကြားထဲမှာချပေးတယ်ကျန်တဲ့ကလေးတွေကတော့လူရက်ပြီးတော့စားကြတယ်မုံတွေသူကတော့လှုပ်ကိုမလှုပ်ဘူးဟောကျန်တဲ့ကလေးတွေကလူကြရံဖြစ်ကြစားကြနဲ့အဲ့ဒီအချိန်မှာကျန်တဲ့ကလေးတွေစားနေတဲ့အချိန်ဒီမင်းသားလေးကတော့သူ့ကိုယ်သူကိုပြောတယ်မင်းငရဲကြောက်လို့ရှိရင်မုံမစားနဲ့ငရဲကြရင်ဒီတဲ့ခံရမှာမယ်မုံတော့စားခြင်းနဲ့စိတ်တော့ပေါက်တယ်ဒါပေမဲ့မင်းမုံမစားနဲ့မုံစားရင်မင်းငရဲကိုခံရမှာဆိုပြီးတော့အဲ့ဒီမုံကိုကြည့်ကိုမကြည့်ဘူးဒီတိုင်းပဲမလှုပ်မရှက်ပဲနေလိုက်တယ်အဲ့ဒါနဲ့တနှစ်သားအရွယ်ဟာအမျိုးစုံကလေးကြိုက်တဲ့မုံမျိုးစုံနဲ့ဘယ်လိုပဲစမ်းသူဟာလမ်းမလာတော့ဒါနဲ့နှစ်သားအရွယ်ရောက်တဲ့အခါကျတော့နှစ်သားကလေးတွေကဘာကြိုက်တတ်တုံးလို့ဆိုတဲ့အခါနှစ်သားအရွယ်ကျတော့တသီးတင်းနံလေးတွေကြိုက်တယ်အသီးလေးတွေကြိုက်တယ်ပေါ့အသီးလေးတွေကြိုက်တော့အသီးမျိုးစုံစတော်ဘယ်ရီတို့ဘလူးဘယ်ရီတို့နော်စီးသီးတို့အပြောသီးတို့ဆိုတာဒီကလေးတွေကြိုက်တတ်တဲ့အသီးနှံလေးတွေကိုချပြီးတော့ပေးတယ်သူနာလေးပါချထားတယ်ကျန်တဲ့ကလေးတွေကတော့အလူရက်သူတဲ့ငါလူရက်ပြီးတော့စားကြတယ်ကျန်တဲ့ကလေးတွေလူရက်စားတာကိုသူကကြည့်တော့မကြည့်ဘူးတဲ့မင်းသားလေးကကြည့်တော့မကြည့်ဘူးသူကသူဆုံးမတယ်မင်းတစ်သီးသွားမကြိုက်လေနဲ့ရဲကဒီတဲ့ဆိုးတယ်ဆိုပြီးတော့သူကသူအောင်ရင်သိခံတယ်အဲ့ဒါလို့နဲ့ပဲတစ်သီးနဲ့စမ်းတော့လည်းပဲမရဘူးတစ်နှစ်ကုန်သွားတယ်တစ်နှစ်လုံးစမ်းတာအဲ့ဒါတရက်မှထူးမလားအဲ့ဒါလို့နဲ့သူက3နှစ်သားအရွယ်ရောက်လာတယ်3နှစ်သားအရွယ်ရောက်လာတဲ့အခါကျတော့ကစားစရာအယုတ်ကလေးတွေကအဲ့ဒီကျတော့ကစားစရာအယုတ်ကလေးတွေမက်တယ်ဆင်းယုတ်ကလေးတွေပြင်းယုတ်ကလေးတွေခွေးယုတ်ကလေးတွေနွားယုတ်ကလေးတွေနဲ့ဆင်းယုတ်အဲ့ဒါမျိုးလေးတွေကိုသူတို့ကစားစရာအယုတ်လေးတွေကိုအမတန်မှမက်ကြတယ်အဲ့ဒီမှာဆင်းယုတ်ပြင်းယုတ်ကလေးတွေလှုပ်ပြီးတော့
ကလေးတွေကိုအနာချပေးထားတယ်ကျန်တဲ့ကလေးတွေကတော့လူရက်ပြီးတော့ယူကြတယ်တယောက်နဲ့တယောက်ရံဖြစ်ကြတယ်လူချတယ်ထားပြီးတော့ဖះလောင်မင်းသားတွေကတော့ကြည့်တော့မကြည့်ဘူးတဲ့ကြည့်တော့မကြည့်တော့တလှိလုံးမဲ့အယုတ်မျိုးစုံနဲ့စမ်းတော့လည်းပဲသူဟာဒီတိုင်းပဲမတုံမလှုပ်ပဲဖြစ်နေတယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့မတုံမလှုပ်တုံဒီဘောနေတဲ့လူကိုတေမိလှုပ်နေတယ်လို့ပြောကြတာပေါ့နော်ဗမာတွေကတေမိလှုပ်နေတယ်ဆိုတာဒီဇလန်းကိုပြောတာပဲသူကတော့ဘာမှလှုပ်ရှားမှုမပြဘူးအဲ့ဒါလိုနဲ့3နှစ်သားအရွယ်လွန်သွားတယ်4နှစ်သားအရွယ်ရောက်သွားတယ်ကဲဒါဖြင့်4နှစ်သားအရွယ်တွေကဘာတွေကြိုက်တော့ဆိုအစားအသောက်တွေကြိုက်တယ်အစားအသောက်ကြိုက်တော့အစားအမျိုးစုံမုံပဲသေးစားမျိုးစုံချပြီးတော့ပေးတယ်စားခြင်းမွေတွေမျိုးစုံလုပ်ပြီးတော့ချပေးတော့ဖေမင်းသားလေးကသူ့ကိုယ်သူဆုံးမတယ်မင်းမစားခြင်းနဲ့နော်ဒီလိုအစာမစားရလို့သိတဲ့ဘဝတွေလည်းပဲအများကြီးရှိတယ်ငရဲလောက်တော့ဘယ်မှကြောက်စရာမကောင်းဘူးဆိုပြီးတော့ငရဲနဲ့သူ့ကိုယ်သူချိန်ချောက်ပြီးတော့တို့နေအဲ့တော့ဒီလိုတခြားကလေးတွေကလူရဲ့စားကြတော့လေသူကလုံးဝကိုမလှုပ်ရှားတော့မိဖုရားကြီးကအမေလုံးတဲ့မိဖုရားကြီးကမနေနိုင်တော့သူ့လက်နဲ့အဲ့ဒီမုံလေးတွေခွန့်ပေးတယ်ခွန့်ပေးမှပဲစားတယ်မစားဘူးသူကလှုပ်ရှားမှုလုံးဝမပြအဲ့ဒီလိုနဲ့4နှစ်ပြည့်သွားတော့9နှစ်ထဲရောက်ပြန်တော့9နှစ်သားအရွယ်ကတော့စားစရာနဲ့ဖြာရောက်တာတော့တော်တော်စုံသွားပြီလေခုနအယုတ်တို့အသီးတို့အစားအစာတွေနဲ့ဖြာရောက်လို့မရအဲ့တော့9နှစ်သားကလေးတွေကဘာဖြစ်တုံးဆိုမီးကြောက်တယ်တဲ့သူတို့က9နှစ်သားအရွယ်ကမီးပူမှသိကြောက်တယ်မီးကြောက်တဲ့အခါကျတော့မီးနဲ့စားမယ်ဆိုပြီးတော့နန်းရင်ပြင်အကျယ်မှာတကားတွေအများကြီးတက်ထားတဲ့အိမ်တိမ်ကိုဆောက်တယ်ရှားကြီးတဲယာကြီးအိမ်ကိုဆောက်ပြီးတော့အဲ့ဒီထမ်းရွက်တွေပါတွေနဲ့မိုးထားပြီးကလေးတွေရောဒီမင်းသားလေးရောအဲ့အိမ်ထဲမှာရှိနေတဲ့အချိန်မှာထမ်းရွက်တို့သိရွက်တို့အဲ့ဒီတက်ကယ်တို့ဆိုပြပြမီးလောင်တာဟုတ်အဲ့သူတို့နေတဲ့အိမ်ကိုဘေးကနေပြီးတော့အဲ့ဒါမီးရှို့လိုက်တဲ့ကောင်အိုးနဲ့မီးတွေတောင်းလာကျန်တဲ့ကလေးတွေကတော့အကုန်ထပြေးကုန်တာသူကတော့လှုပ်ကုန်မလှုပ်ဘူးမီးလောင်တာမလှုပ်ဘူးကျန်တဲ့ကလေးတွေကအကုန်မီးမြင်တာနဲ့အကုန်ကြောက်ပြီးတော့ထွက်ပြေးသွားသူတို့နေတဲ့ရှားရီတဲကိုမီးရှို့ပြီးတော့ချင်းချောက်တာအကုန်လုံးကျန်တဲ့ကလေးတွေကကြောက်ကုန်ကြတယ်မင်းသားလေးကတော့ဒီပူကငရဲပူနဲ့စားလို့ရှိရင်ဘလောက်မှမပြောပါတော့ပါဘူးဆိုပြီးတော့မလှုပ်ကုန်မလှုပ်ပဲနဲ့ပြေးလည်းမပြေးဘူးဒီတိုင်းပဲခံနေတယ်အဲ့ကြတော့မှသူ့နာလေးမီးရောက်လာတဲ့အခါမှာမနေနိုင်တော့မိဘတွေကကလေးတွေပွေ့ချီပြီးတခြားခေါ်သွားသူ့အနေနဲ့ကတော့မီးလောင်လဲရွှေ့မှာမဟုတ်ဘူးပေါ့နော်ဒိဋ္ဌံထားတာအဲ့လိုနဲ့9နှစ်သားပြီးသွားရော6နှစ်သားရောက်လာပြန်6နှစ်သားကျတော့ဘာကြောက်တတ်တုံးဆိုရင်ဆင်ကြီးတွေပါလေလာရင်ကြောက်တယ်ဆင်မြင်ကြောက်တယ်အဲ့ဒါနဲ့မုံယူတဲ့ဆင်တွေကိုကြောက်လို့အဲ့ဒါရင်ကျေးတဲ့တင်ပြထားတဲ့ဆင်လိမ္မာတကောင်ကိုဆင်လိမ္မာတကောင်နဲ့ဒီမင်းသားလေးကိုစမ်းတတ်တယ်အခြားကလေးတွေနဲ့ဒီမင်းသားလေးကိုနိုင်ရင်ပြမှာထိုင်ခိုင်းတာပြီးတော့သူတို့ထိုင်နေတဲ့နေရာဆင်ကြီးတွေကောင်လှော်လိုက်တယ်ဆင်ကလည်းပဲတင်ထားတဲ့အတိုင်းဟန်းလို့တယ်ပေါ့လက်ရွက်စွန့်
နာမောင်းကြီးမြောက်အမီးကုတ်ပြီးတော့ချိုးကြတန်ခဲ့သူဆူရှာတဲ့အတန်ကြီးနဲ့အော်ပြီးသူတို့စီကိုပြေးလာတင်ထားတဲ့အတိုင်းလှုပ်တာသူတို့ကိုနင်းတော့မယ်ထိုးတော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့ဆင်ကြီးကပြေးလာတယ်အဲ့လိုပြေးလာတဲ့အခါကျန်တဲ့ကလေးတွေကတော့ကုန်ကြောက်ပြီးတော့အောငိုပြီးထွက်ပြေးကုန်ကြတယ်မင်းသားလေးကတော့အေးဆင်နေတာငရဲနဲ့ဆိုင်တော့တက်တာတယ်နင်းမစီဆိုပြီးတော့လှုပ်ကုန်မလှုပ်သူကတော့ထားလည်းမပြေးဘူးတကယ်ဆုံးအနာမကျပုံစံနဲ့ပဲနေလိုက်တယ်ဆင်ကြီးကသူ့နားရောက်လာတယ်သင်ထားတဲ့အတိုင်းပဲမင်းသားလေးကိုပွေ့ပြီးတော့နာမောင်းနဲ့ပွေ့ချီလိုက်တယ်အဲ့လိုပွေ့ချီထားလဲသူကမလှုပ်ဘူးတဲ့မကြောက်ဘူးမပြေးဘူးအဲ့လိုဆင်နဲ့စမ်းသက်တော့လေသူဟာကြောက်စိတ်ဒီလှုပ်ရှားမှုကလုံးဝမပြဘူးလို့ဆိုတယ်အဲ့ဒါနဲ့6နှစ်သားပြည့်သွားတော့9နှစ်သားပဲရောက်တာ9နှစ်သားကျတော့ဘာကြောက်တတ်တုံးဆိုမွေကြောက်တယ်တဲ့အဲ့ချိန်အဲ့ဒီမှာမွေတွေနဲ့တခါစမ်းသက်ပြန်တယ်နိုင်ရင်ပြင်မှာကလေးတွေအလုံးစုထားပြီးတော့မွေတွေကိုစိတ်တော့မရှိအောင်အဆွဲတွေပါတွေချိုးဆေးတွေပါတွေနဲ့လှုပ်ထားပြီးတော့မွေတွေလွတ်လိုက်တာမွေတွေလွတ်လိုက်တော့ကြံတဲ့ကလေးတွေကတော့မွေမြင်တာနဲ့အကုန်ပြေးကုန်ကြတာဒီမင်းသားလေးကတော့လုံးဝမပြေဘူးသူနာမွေတွေရောက်လာလည်းမပြေဘူးမွေတွေကလည်းသူ့နာလာပြီးတော့သူ့ကိုရစ်ပတ်ပြီးတော့ဖပြင်းနေနဲ့အုပ်ထားတယ်မွေကသူ့ကိုလာရစ်တယ်ခေါင်းပေါ်မှာဖပြင်းထောင်ပြတယ်အဲ့လိုလုပ်လေလုံးဝမလှုပ်ဘူးတဲ့နော်မွေကလာပြီးတော့ပတ်လဲသူမလှုပ်ဘဲနဲ့နေတယ်သူ့ကောင်းထဲမှာတော့စဉ်းစားနေတယ်အေးမွေကိုင်းလို့သေးတာငရဲကြတာနဲ့ဆိုင်အများကြီးသက်သာပါသေးတယ်ဆိုသူ့ကိုယ်သူငရဲနဲ့ပဲချင်းချောက်ပြီးတော့အဲ့လိုနေတာဒါ9နှစ်သားအရွယ်ဟာသူစမ်းသပ်ရနေပြီးတော့ပြန်10နှစ်သားအရွယ်ကြတော့ဘာကြိုက်တုံးဆို10နှစ်သားကြတော့ပွဲကြိုက်တယ်ဆိုတာကတာနားထောင်ခြင်းအဆိုကအကတွေကြည့်ခြင်းတယ်သူတို့ကိုယ်တိုင်လည်း dance လုပ်တယ်လားမသိအောင်10နှစ်သားအရွယ်ကြတော့ကခြင်းတော့အဲ့ဒါနဲ့အဲ့ဒီမှာကလေးတွေအကုန်လုံးစုပြီးတော့အဆိုအကပွဲကျင်းပါတယ်ကျင်းပါတဲ့အခါကလေးတွေကပျော်လိုက်ကြတာသူကတော့အဲ့ဒီမှာငုတ်တုတ်ပဲထိုင်နေတယ်လုံးဝမလှုပ်ရှားဘူးဆိုတာကတာကိုကြည့်ပြီးတော့ဝမ်းသာတာလည်းမပြဘူးဘလို့မှသူစိတ်ခံစားချက်မရှိတဲ့ပုံစံမျိုးနဲ့ငြိမ်နေတယ်ကြည့်လည်းမကြည့်ဘူးအဲ့ဒါလို့တစ်နှစ်ကြာအောင်စူးစမ်းတော့လဲထူးမခြားနာဖြစ်ခဲ့တယ်ဒါနဲ့10နှစ်ကနေ9နှစ်သားရောက်သွားတယ်9နှစ်သားရောက်တဲ့အခါကျတော့ဓာတ်တွေပါတွေကိုကြောက်တယ်တဲ့9နှစ်သားအရွယ်ဒါကြောင့်မို့ကလေးတွေကိုနိုင်ပြင်မှာမှထားပြီးတော့လူတယောက်ကတန်လျက်ဓာတ်နဲ့ခုတ်တဲ့ဟန်မျိုးတွေလုပ်ပြီးတော့ဓာတ်တိုင်းကစားပြတယ်ပေါ့ကလေးတွေနဲ့လာပြီးဓာတ်တိုင်းကစားပြတယ်ဓာတ်တိုင်းကစားပြပြီးတော့သူကြားလောက်ငါတို့ဘုရင်ကြီးမှာကြက်သေးမရှိတဲ့သားတစ်ယောက်ရှိတယ်သူ့ရဲ့ခေါင်းကိုဟောဒီဓာတ်နဲ့ဖြတ်မယ်လို့ပြောပြီးတော့သူ့ကိုဓာတ်နဲ့ဖြတ်မဲ့ရွယ်ပြီးတော့လှုပ်လေလုံးဝမလှုပ်ဘူးထူးမခြားတာပဲသူကလုံးဝမပြတ်တာခေါင်းဖြတ်မယ်လို့ဆိုပြီးတော့ခေါင်းကိုကိုင်လဲပဲသူကလုံးဝမလှုပ်ဘူးတဲ့အဲ့ဒါလို့စမ်းတတ်တာလဲတစ်နှစ်ပြည့်သွားတော့ထူးမခြားနာပဲဖြစ်သွားတယ်အဲ့ဒီ9နှစ်အရွယ်လွန်မြောက်လို့10နှစ်သားအရွယ်ရောက်ပြန်တဲ့အခါကျတော့ဘာနဲ့စူးစမ်းနေအောင်ဆိုတကယ်နာမကြတာဟုတ်သလားလို့ဆိုပြီး
အိယာခင်းဘေးကနေကာထားပြီးပေါက်တွေဖောက်ပြီးတော့အဲ့ဒီအိယာအောက်မှာခီးသည်မှုတ်တဲ့လူတွေကိုထည့်ထားတာရုတ်တရက်ပေါ့အတန်နဲ့ကြောက်သွားမလားလို့လှုပ်ကြည့်လှုပ်မလားလို့အတန်နဲ့ပုံတိတ်ပုံခီးသည်မှုတ်တဲ့လူတွေကိုဖွက်ထားပြီးတော့ရုတ်တရက်ထပြီးတပြိုင်နဲ့မှုတ်လိုက်ကြခီးသည်တွေထားမှုတ်လိုက်တယ်ဘယ်လိုပဲမှုတ်ဘေးကနေချောင်းကြည့်ကြတယ်ခီးသည်နေမှုတ်တော့ကြောက်ပြီးတော့များပြုလုပ်ပြတာများဖြစ်လာမလားဆိုထူးမချာနာပဲသူကကြောက်တဲ့အမှုရလည်းမပြဘူးလှုပ်ရှားတဲ့အမှုရလည်းမပြဘူးတကယ်ဆွမ်းအားနာမကြပဲအဲ့ဒီပုံစံမပြတ်ဖက်နေတယ်အဲ့ဒီလိုနဲ့ကြောက်တာလန့်တာလှုပ်တာရှားတာတခုမှမတွေ့ရတော့စနစ်သားမှာဒါနဲ့စမ်းတာလည်းပဲမအောင်မြင်ကြဘူးဘလို့မှထူးခြားမလာဘူး17နှစ်အရွယ်ရောက်တဲ့အခါမှာကျတော့အသေးလေးမှာထိတ်သွားတဲ့အတန်ကြီးတွေနဲ့စီတန်ကြီးနဲ့ပမတန်ကြီးတွေနဲ့တီးတာပေါ့နော်ခုခေတ်ကအကြီးတွေပို့ဆိုးသေးတယ်ဒိန်းနဲ့နေတော့အဲ့ဒါမျိုးတွေနဲ့ကြောက်လန့်သွားမလားလို့တီးပြီးတော့စမ်းသပ်ပြန်တော့လည်းပဲ17နှစ်သားမှလည်းပဲဘလို့မှတစ်နှစ်လုံးစမ်းတာဘလို့မှမအောင်မြင်ခဲ့ဘူးတဲ့အဲ့ဒါနဲ့12နှစ်အရွယ်ရောက်လာတဲ့အခါကျတော့အလင်းရောင်နဲ့စမ်းတယ်အဲ့ကလေးတွေဟာဒီအမှောင်ထဲမှာထားကြည့်မယ်ရုတ်တရက်မိထွန်းမယ်သူ့ကိုအမှောင်ထဲထားကြည့်လိုက်တယ်တယောက်တည်းအမှောင်ထဲထားပြီးဘေးကသားချောင်းကြည့်တယ်အမှောင်ထဲထားချထားလိုက်တယ်ရုတ်တရက်ပြက်ခနဲ့ဆိုမီးတွေထွန်းလိုက်တယ်မှောင်ထဲအနေတုန်းကလက်ချေကဘလို့နေတယ်အခုလင်းထိုးလိုက်တဲ့ကဒီလက်ချေတွေပြောင်းသလားဆိုတာကြည့်တာနော်မောင်နှုံးကချထားတဲ့အတိုင်းပဲမီးလင်းတဲ့အချိန်မှလည်းပဲလက်တီချေတွေကဒီတိုင်းပဲနေတယ်လုံးဝပြောင်းလဲမရှိဘူးတဲ့အဲ့တော့အမောင်ကြီးချပြီးတပြိုင်နဲ့အလင်းရောင်လှုပ်ပြီးတော့ပြောင်းတော့လည်းပဲသူဟာလှုပ်ရှားထားတဲ့အခြေအနေတစ်ခုမှရှာမတွေ့ရဘူးတဲ့အဲ့ဒီစမ်းသပ်နေနဲ့လည်းမအောင်မြင်ဘူးမအောင်မြင်တော့73နှစ်သားရောက်လာ73နှစ်သားရောက်လာတဲ့အခါကျတော့ဘာလုပ်လဲဆို73နှစ်သားကျတော့တင်းလဲဆိုတာ ਨੇ အချိုးရည်တွေတကားရိုးလိုဟာမျိုးတွေပေါ့ဖာဏိတန်တင်းလဲဆိုတာအဲ့ဒီတင်းလဲနဲ့သူ့ကိုစမ်းတယ်သူ့တကူလုံးကိုတင်းလဲတွေတုတ်ပြီးတဲ့အခါကျတော့ရှင်နေပြားတဲ့နေရာမှာတိတ်ထားတယ်မင်းသားလေးကိုတင်းလဲတွေတုတ်ပြီးတော့ရင်အောင်လုပ်တာပေါ့နော်ရှင်အောင်လုပ်တော့ဟာရင်တွေကအကုန်ဝိုင်းအောင်ပြီးတော့တင်းလဲပေါ်မှာလာပြီးတော့နာကြတော့သူ့လည်းကြိုက်ခံရတာပေါ့အဲ့လိုနေလဲသူကလှုပ်ဖူးတဲ့ရင်ကောင်းတွေတမဲမဲနဲ့တရေဒီလိုလှုပ်နေတော့လည်းပဲလုံးဝလှုပ်ရှားခြင်းမရှိဘူးအဲ့ဒါတစ်နှစ်လုံးစုံစမ်းသပ်တာထူးခြားမှုမတွေ့ရပြန်ဒါနဲ့14နှစ်အရွယ်ရောက်လာတယ်14နှစ်အရွယ်ရောက်လာတဲ့အခါကျတော့လူငယ်ဆိုတာ14နှစ်ဆိုတော့လူပြိုပေါက်လေးရွယ်ရောက်လာပြီအဲ့ဒီရွယ်မျိုးဆိုတာအတန့်ကြိုက်လာတယ်နော်လူပြိုလုံးချင်တဲ့အရွယ်လေးရောက်လာတယ်တန်တန်ပြတ်ပြတ်နေချင်းလာတယ်သူကအဲ့လိုတန်တန်ပြတ်ပြတ်နေချင်းပြီးဆိုမှသူ့ကိုရေချိုးမပေးဘူးနော်ဘာမှဖိလိမ့်ပြင်ဆင်ပေးတာမဟုတ်ဘူးချင်းကြီးချင်းအစားပြီးတော့သူ့ကိုတဲ့ပေးတာမဟုတ်တော့ထားတဲ့နေရာမှာပဲသူချင်းကြီးစွန်းနေချင်းငယ်စွန်းနေအဲ့လိုညစ်ပတ်ပေးနေအောင်ထားပြတယ်ဘယ်သူမှဒါတွေကိုသုတ်တင်မပေးဘူးသူ့ကိုယ်ထွက်တဲ့ချင်းကြီးချင်းငယ်တွေနဲ့ညစ်ပတ်ပေးပြီးနေတယ်အဲ့ဒီမှာရင်တုံးနဲ့ဖြစ်နေတယ်သို့တော့လုံးမပေးဘူးဆိုတဲ့အခါမှာသူကဒီတိုင်းပဲနေတယ်ဆွမ်းနာမကြပုံစံနဲ့ပဲသိခံပြီးတော့အဲ့လိုနေလိုက်တာ
ဒါတခဏလည်းမဟုတ်ဘူးတစ်နှစ်လုံးအဲ့ဒီလိုဖြစ်နေတယ်ပြပြစမ်းတတ်တယ်ပေါ့နော်အဲ့ဒါသူ့ရဲ့လှုပ်ရှားမှုမရှိပြီဆိုတော့မှရှေးမိုးချိုးတုတ်တင်ပေးကြရတယ်အဲ့လိုညစ်ပေတဲ့နေရာတွေမှာထားခိုင်းပြီးတော့ဒီလိုနေတာပေါ့နော်အဲ့လိုနေလဲသူကလှုပ်ရှားမှုပြောင်းလဲမှုဘာမှမရှိဘူးတဲ့ဒါနဲ့15နှစ်အရွယ်ရောက်လာတယ်15နှစ်အရွယ်ရောက်လာတော့သူမိကြီးကဲနဲ့အမှန်တမ်းပူပြင်းတဲ့မိကြီးကဲတွေနဲ့စမ်းတတ်တယ်သူအိတ်တဲ့ညောင်ဆောင်အောင်မှာမိအိုးကင်းတွေထည့်ပြီးတော့ထားတယ်အဲ့ဒီမိအိုးကင်းကဒီမိခဲတွေနဲ့ရဲဆိုတော့အမှန်တမ်းပူတာပေါ့အမှန်တမ်းပူတာအဲ့ဒီပူကြောင့်ဒီမိလောင်မှုတွေဘာတွေထွက်ကုန်တယ်မိလောင်မှုတွေဘာတွေထလာတယ်အဲ့လိုမီးပူနဲ့ကပ်ပြီးတော့ဒီလိုနှိမ့်ဆက်ညှဉ်းပန်းသလိုစမ်းတတ်တဲ့အခါမှာငရဲမီးပူဟာတိတဲ့ပိုးပူတယ်ဒါကဘလောက်မှမပြောပါတော့ဘူးသူ့ကိုယ်သူသတိပေးပြီးတော့မယ်မလှုပ်နဲ့သိခံနေဆိုပြီးတော့ငရဲမီးပူနဲ့စားလို့ရှိရင်ဒါကမပြောပါတော့ဘူးလို့ဆိုပြီးသူ့ကိုယ်သူပဲအန်ကျိတ်ဆုံးမပြီးတော့မလှုပ်ရှားပဲနေလိုက်တာသူ့ဒိဋ္ဌံထားတဲ့အတိုင်းတစ်နှစ်ပြည့်သွားပြန်တယ်အဲ့ဒါနဲ့16နှစ်သားအရွယ်ရောက်လာတယ်16နှစ်သားအရွယ်ရောက်တဲ့ဆိုလူပြိုပေါက်ဖြစ်သွားပြီပေါ့နော်အရွယ်ရောက်သွားပြီအဲ့ဒီလို16နှစ်အရွယ်မျိုးဆိုတာစိတ်လှုပ်ရှားတဲ့အရွယ်မျိုးဖြစ်လာပြီပေါ့စိတ်လှုပ်ရှားတဲ့အရွယ်မျိုးဖြစ်တယ်တဘာဝကစိတ်လှုပ်ရှားတော့အဲ့တော့သူများစိတ်ဝင်စားမလားလို့နန်းတော်သူတွေကအမတန်မှလှပတဲ့နန်းတွင်းကကလေးမလေးတွေကရှိတဲ့မလေးတွေကိုခေါ်ပြီးတော့သူ့ကိုပွေခိုင်းတယ်ဖက်ခိုင်းတယ်နန္ဒရည်တွေနဲ့ရေချိုးပေးတယ်အဲ့လိုတွေအိယာဘောတင်ပေးတယ်အမျိုးစုံဝိုင်းဝန်းပြီးတော့သူပြုစုကြတယ်သူပျော်အောင်လို့ဆိုပြီးတော့အမျိုးစုံပြုစုပေးကြတယ်ဘယ်လိုပဲပြုစုအဲ့ဒီအမျိုးသမီးငယ်လေးတွေကိုသူကလုံးဝကိုကြည့်ကိုမကြည့်ဘူးမကြည့်ရုံနဲ့မဟုတ်ဘူးဒီအမျိုးသမီးတွေငါရဲ့ခန္ဓာကိုယ်ရဲ့အတွေ့ကိုမရပါစေနဲ့လို့အဋိဋ္ဌံပြီးတော့နေလိုက်သေးတယ်အဋိဋ္ဌံပြီးတော့သူ့ရဲ့အသက်ရှူတာကိုအောင့်ထားလိုက်သေးတယ်အဲ့ဒီကျတော့သူခန္ဓာကိုယ်ကတောင့်တင်းလာအသက်အောင့်ထားတဲ့အခါကျတော့ခန္ဓာကိုယ်ကချောချောမောမောမဟုတ်ဘဲနဲ့တောင့်တင်းလာတယ်အဲ့လိုတောင့်တင်းလာအောင်လုပ်ပြီးတော့သူဟာတမန်လူသားတယောက်ရဲ့အသားရည်မျိုးမဟုတ်ဘဲနဲ့တောင့်ကြီးဖြစ်လာအောင်အသက်မရှူဘဲနဲ့နေလိုက်တာအဲ့လိုလုပ်တဲ့အခါကျတော့ဒါလူမဟုတ်ဘူးဘယ်သူဖြစ်လိမ့်မယ်ဆိုပြီးတော့သူ့လာပြီးဖြေပြောတဲ့မိန်းကလေးတွေကြောက်လန့်ကုန်ကြတယ်မလှုပ်ရှားတာကြည့်ပြီးတော့ကြောက်လန့်ကုန်ကြအဲ့ဒီမှာလည်းပဲဘာမှထူးခြားတာကိုမတွေ့ရဘူးထူးခြားတာမတွေ့ရဘူးအဲ့ဒါလို့ချီးမားတဲ့အခက်အခဲတွေနဲ့အမျိုးစုံ16နှစ်ကြာတစ်နှစ်လည်းမဟုတ်တစ်လလည်းမဟုတ်ဘူးတစ်ချိန်လည်းမဟုတ်ဘူးအချိန်ချင်းအမျိုးစုံစံတတ်တော်လည်းပဲသူ့ရဲ့အဋိဋ္ဌံချက်ကြောင့်16နှစ်လုံး16ကြိမ်အမျိုးစုံစံတတ်မှုတွေဟာလုံးဝတစ်ခုမှမအောင်မြင်မဲနဲ့စံတတ်သူတွေသာရှုံးပြီးတော့သူ့ရဲ့အဋိဋ္ဌံကလုံးအောင်မြင်ပြီးတော့သွားတယ်ဒါဘုရားလောင်းနေဟာအဋိဋ္ဌံမိဆိုရင်မဖြစ်အောင်လုပ်ထားရှိတာသူတို့ရဲ့အဋိဋ္ဌာဏပါရမီပဲဖြစ်တယ်ပေါ့နော်ဒီလိုလုပ်ဖို့ဆိုတာလဲအမှန်တမ်းခဲရင်ပါလေစိတ်သက်ဘလောက်ကြန့်ခိုင်နေဆိုတာစဉ်းစားကြည့်ပေါ့နော်တေဗီမင်းရဲ့ဘဝမှာသူအတိတ်ဘဝတွေကိုသိပြီးတော့အခုလို့
သူစိတ်သူပြန်ပြီးတော့ဆောက်တည်ပြီးဒီနန်းတော်ကထွက်ဖို့ဒီလမ်းကိုရှာကြံတဲ့အနေနဲ့အခုလိုဆွမ်းအားနာမကြရအောင်ဆောင်းတာဟာဘလောက်ပဲစမ်းသပ်ခံရစမ်းသပ်မှုတွေအားလုံးကိုသူကကြော်ဖြတ်နိုင်ခဲ့တယ်သူ့ရဲ့အဋ္ဌာန်အောင်မြင်ပြီးတော့16နှစ်အရွယ်ကိုရောက်လာခဲ့တယ်တရားချစ်ခင်သူတို့ရှင်ပြိဿပေါင်းတို့ဘယင်မလုံးချင်လို့ဘဝမှာအခက်အခဲမျိုးစုံတွေကိုရှင်ဆိုင်ပြီးမိမိအဋ္ဌာန်နဲ့အတိုင်းအောင်မြင်အောင်ပြုလုပ်ခဲ့တဲ့တေမိယကုမာရဟာသူ့ရဲ့ဘဝဟာ16နှစ်လုံးလုံးအဋ္ဌာန်မပြည့်ထိမ့်သိမ့်ဆောက်ရှောက်နိုင်ခဲ့လို့သူ့ရဲ့အောင်မြင်မှုတွေဟာဘယ်လိုဖြစ်လာမလဲဆိုတာနောက်ရက်ဒီမှာဆက်ပြီးတော့နားထောင်ကြည့်ကြရမှာဖြစ်တယ်။တရားချက်ကင်သူတော်ရှင်ပြိဿပေါင်းတို့မိမိဖြစ်ချင်တဲ့အရာတစ်ခုကိုစိတ်ဓာတ်ကြံ့ခိုင်တဲ့ဘုရားလောင်းတွေဟာအဋ္ဌာန်ပြီးတော့မဖြစ်အောင်လုံးလေလှုပ်ထားရှိတယ်ဆိုတာဒီပုဂ္ဂိုလ်ရဲ့ထူးခြားချက်တွေပဲဖြစ်တယ်ပေါ့။အမှန်တမ်းဆွဲစိတ်ကြီးမားပြီးတော့ထူးခြားတဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေသာလဲဘုရားဖြစ်နိုင်တယ်။တာမန်ပုဂ္ဂိုလ်တွေစိတ်ဓာတ်ပြောညံ့တဲ့ပုဂ္ဂိုလ်တွေဟာဘုရားဖြစ်ကိုရောက်နိုင်တာမဟုတ်ဘူးဆိုတာသိရှိပြီးတော့မိမိတို့စိတ်ဓာတ်တွေလဲကောင်းတဲ့ဘက်မှာအဋ္ဌာန်ပြုပြီးတော့စိတ်ဓာတ်တွေကြံ့ခိုင်မှုအတွက်ကြိုးစားအားထုတ်ကြမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုရှိတဲ့ချာအောင်ရှင်ဖေယရှင်ဖေယဘုရားတပည့်တော်တို့သည်ဘုရားတပည့်တော်တို့သည်ဓမ္မအတိညာဓမ္မအတိညာရရှိမှသာလျှင်ရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်မျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာဓမ္မအတိညာရရှိစေရန်ရရှိစေရန်ရှိတန်ကြလျက်ရှိတန်ကြလျက်ဓမ္မသဘင်ဓမ္မသဘင်ဆင်ကျင်ပါဆင်ကျင်ပါပြုလုပ်ကြ၍ပြုလုပ်ကြ၍အမတဒါနာအမတဒါနာဓမ္မဒါနာဓမ္မဒါနာတရားအလူတော်ကိုတရားအလူတော်ကိုပေးလူကြပါကုန်၏ပေးလူကြပါကုန်၏တရားတော်မြတ်ကိုတရားတော်မြတ်ကိုယုတိလေးမြတ်စွာယုတိလေးမြတ်စွာမမတ္တသာမမတ္တသာအာယုန်ထားလျက်အာယုန်ထားလျက်နာကြားကြပါကုန်၏နာကြားကြပါကုန်၏တရားတော်မြတ်ကိုတရားတော်မြတ်ကိုတတ္တဝဝုထုတတ္တဝဝုထုအဆုစုတို့ဖြင့်အဆုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ပူဇော်ကြပါကုန်၏ယနေ့ယခုယနေ့ယခုအာထုပြုလုပ်ကြရသောအာထုပြုလုပ်ကြရသောဤကောင်းမှုဤကောင်းမှုဤကုသိုလ်စုစုသည်ဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဖြစ်ပါစေတည်းဤကောင်းမှုဤကောင်းမှုဤအဖို့ဘာကကိုအဖို့ဘာကကိုအမိအဖအမိအဖအဖို့အဖွာအဖို့အဖွာဆရာသမားမစ၍ဆရာသမားမစ၍ဝါသူကဝါသာဝါသူကဝါသာလူနဲ့မြမလူနဲ့မြမတတ္တဝါများတို့အားတတ္တဝါများတို့အားမြတ်အမြဝေငှပါကုန်၏ဝေငှပါကုန်၏ကုသိုလ်အမြတ်ကုသိုလ်အမြတ်ကိုစီရကြကုန်သည်ဖြစ်၍ကိုစီရကြကုန်သည်ဖြစ်၍ကိုစိတ်နှဖျားကိုစိတ်နှဖျားချမ်းသာကြသည်ချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းဖြစ်ကြပါစေကုန်သတည်းအာလုံးကြာကြာသမျှအမြအမြအမြယောမူကြပါလုံးသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြအမြအမြယောမူကြပါလုံးသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြအမြအမြယော